ဟုတ်ကဲ့မင်္ဂလာပါအခုဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒီစပိန်ပရိတ်ကျိုးလေးတွေကြက်နေလို့ပဲဖြစ်ဖြစ်စပိန်ပရိတ်ကျိုးလေးတွေပြတ်နေလို့ပဲဖြစ်ဖြစ်ပြန်လည်ပြုပြင်ခြင်းနဲ့လဲလှယ်ခြင်းလုပ်ငန်းအဆင့်ကိုပြသပေးဖို့ဖြစ်ပါတယ်ဟုတ်ကဲ့ရှေ့ပရိတ်ကျိုးဖြုတ်လဲရမယ့်အပိုင်းလေးမှာတော့ပထမအဆင့်အနေနဲ့ကျွန်တော်တို့ဒီရှေ့ပရိတ်ကျိုးကြက်ထားတဲ့ဒီရှေ့30နဲ့အတီးလေးကိုအရင်ဆုံးလျှော့ပေးရမှာဖြစ်ပါတယ်ဒုတိယအဆင့်အနေနဲ့ဒီရှေ့ပရိတ်ကျိုးတက်ထားတဲ့ဒီဘာပိုင်းကနေပြီးတော့ဒီပရိတ်တီးလေးကိုဖြုတ်ထုတ်ပေးရမယ့်အပိုင်းလေးပါအဆင့်3အနေနဲ့တစ်လဲမဲ့ပရိတ်ကျိုးလေးမှာပေါ်ကဒီဘာပိုင်းမှာတက်မဲ့ပရိတ်တီးလေးကိုအရင်ဆုံးတက်ပေးရမယ့်အဆင့်ပါစလုတ်တာအဆင့်မှာတော့ကျွန်တော်တို့ဒီပရိတ်အတီးလေးကိုပရိတ်ကွာလေးကနေပြီးတော့ဒီ30နဲ့လေးကိုပြတ်ချက်ပြီးတော့အပိုင်းလေးဖြစ်ပါတယ်နောက်ပရိတ်ကျိုးဖြုတ်လဲမဲ့အပိုင်းမှာတော့အဆင့်1အနေနဲ့အရင်ဆုံးနောက်ပရိတ်ကျိုးရဲ့ဒီအောက်က30နဲ့အတီးလေးကိုအရင်လျှော့ပေးရမှာပါဒုတိယအဆင့်အနေနဲ့ဒီနောက်ပရိတ်ကျိုးတက်ထားတဲ့အပေါ်ကဒီဘာကိုင်းနဲ့တွေ့ထားတဲ့ခဲသီးလေးကိုအရင်ဆုံးဖြုတ်ထုတ်ပေးရမှာပါတတိယအဆင့်မှာတော့ကျွန်တော်တို့ဒီအပေါ်ကနောက်ပရိတ်အတီးလေးကိုပြန်တက်ပြီးတော့စလုတ်တာအဆင့်အနေနဲ့နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ဒီအနောက်ကပရိတ်ကျိုးလေးကိုဒီပရိတ်သီးလေးထည့်ပြီးပြန်ချက်ကမယ့်အပိုင်းလေးပဲဖြစ်ပါတယ်ပရိတ်ကျိုးဖြုတ်လဲခြင်းဖြုတ်ဆေးခြင်းအပိုင်းနဲ့ပရိတ်ကိုင်းလဲခြင်းအပိုင်းတွေမှာအသုံးပြုတဲ့ပစ္စည်းလေးတွေပါဒီဘက်ကတော့ပရိတ်ကျိုးအောက်ကအတီးလေးဖြုတ်မဲ့ပလာယာလေးပါဒါကတော့ပရိတ်ကျိုးကြီးဖြုတ်တဲ့30ကွာပါဒါကတော့ကျွန်တော်တို့ပရိတ်ကိုင်းကိုဖြုတ်တဲ့ကျွန်တော်တို့နံပါတ်5အဲကီးလေးပါဒါကတော့ကျွန်တော်တို့ပရိတ်ကျိုးဖြုတ်ပြီးလို့အထဲထဲမှာကြီးရှိနေဆေးကြောမဲ့ကော်ဘတ်ပါလိုအပ်ရင်အသုံးပြုဖို့အတွက်ကျွန်တော်တို့ဒီအင်ဂျင်ဝိုင်ဘူးကိုအစင်နဲ့ထားတဲ့ဆောင်းထားပေးပါတယ်ပထမဦးဆုံးဒီပရိတ်ကွာလေးမှာရှိတဲ့ကျိုးလေးကိုကြက်ထားတဲ့နက်ကလေးကိုလျှော့ပေးလိုက်ပါလျှော့လို့ပြီးရင်ဒီအပေါ်ခေါင်းသီးလေးကနေကျိုးကပါလေးကနေဒီဟာလေးကိုဆက်ထုတ်လိုက်ပါအဲ့ဒီပိုင်းမှာတော့ကျွန်တော်တို့ဒီအပေါ်ကျိုးသီးဖြုတ်မဲ့အပိုင်းလေးကိုဆက်ပြပြီးတော့ပါမယ်ကျိုးလေးကိုဒီလိုလေးဆွဲထုတ်ပြီးတော့ဒီဘက်ကိုထုတ်ပြီးတော့လိုင်းအခွဲလေးတစ်ခုရှိပါတယ်ဒီတိုင်းလေးဆွဲထုတ်လိုက်အောင်ပါပဲကျိုးကတော်တော်ကြက်နေပါတယ်နောက်ကကျိုးဆိုရင်လည်းဒီအနောက်ကပရိတ်သီးလေးကိုကျိုးလေးကိုအသာလေးလျှော့ပေးလိုက်ပါကာဘာကနေတစ်ဆင့်ကျိုးဆွဲထုတ်လိုက်ပါဒီကျိုးကပါလေးကိုအရှိကိုနည်းနည်းလေးဆွဲပြီးတော့သူ့ရဲ့အခွဲလိုင်းလေးတိုင်းဆွဲထုတ်ပေးလိုက်ပါပြီးရင်ဒီအသီးဆိုင်လေးကိုအသာလေးဒီအပြင်ကိုထုတ်လိုက်ရင်ပရိတ်ကျိုးတက်တက်ထွက်သွားပါပြီခုလိုကျိုးဖြုတ်ပြီးသွားပြီဆိုရင်ကျိုးဖြုတ်ဆေးဖို့အပိုင်းစတင်ပါတော့မယ်ကျိုးကိုစပြီးတော့ဒီခေါင်းကြီးကနေဆွဲထုတ်ကြည့်လိုက်ပါဒီဘက်ချမ်းမှာကြက်ပြီးတော့ထည့်နေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ခုနပရိတ်အတီးကိုကြက်ထားတဲ့ဒီနေရာလေးတွေကအပြားလိုက်လေးတွေဖြစ်နေတတ်ပါတယ်အဲ့ဒါလေးကိုပလာယာလေးနဲ့အသားလေးလက်ရှိဒီလိုဖြည့်ပြီးဖောင်းပေးလိုက်ပါလုံးသွားတဲ့အထိဖောင်းပေးလိုက်ပါအဲ့လိုပြီးရင်ဒီခေါင်းကနေဆွဲထုတ်ကြည့်လိုက်ပါတာလေးထွက်လာပါလိမ့်မယ်အဲ့ချိန်မှာဘာပြဿနာဖြစ်လာလဲဆိုတော့ကျွန်တော်တို့ဒီထိပ်မှာတန်ကြီးတွေတက်နေပါလိမ့်မယ်အဲ့အတွင်းကာဘာတဲ့ကိုကော်ဘတ်လေးနဲ့အသာလေးပုတ်ပေးလိုက်ပါတန်ကြီးလေးပြောင်းတဲ့အထိပုတ်ပေးလိုက်ပါဟုတ်ကဲ့အဲ့လိုပုတ်ပြီးသွားပြီဆိုရင်ကျိုးလေးကိုကြောက်အောင်ပြန်ထုတ်ပေးလိုက်ပါအဲဆိုရင်ကျိုးအတိုင်းဖြစ်သွားပါပြီနောက်ထပ်ဒီအပြင်ကာဘာတဲ့ကိုလည်းကျွန်တော်တို့အင်ဂျင်ဝိုင်ဖြစ်ဖြစ်ဓာတ်ဆီဖြစ်ဖြစ်ထည့်ပြီးဆေးကြောပေးလိုက်ပါ
အတွင်းဆိုင်လေးကိုလည်းစီလေးနည်းနည်းတုပ်ပေးလိုက်ပါအဲ့လိုအဆင်ပြေရနဲ့မိမိကုနာထည့်ခဲ့တဲ့ခေါင်းကနေပဲကျိုးအသားလေးထိုးထည့်ပေးလိုက်ပါချောချောကျူကျူဝင်သွားပါလိမ့်မယ်ပြန်လဲသုံးပြီးလို့ရသွားပါပြီဟုတ်ကဲ့အဲ့လိုမျိုးစေကြောပြီးသွားလို့ကျွန်တော်တို့ပြန်တက်မယ်ဆိုတဲ့အခါကျရင်ကျွန်တော်တို့ဒီ brake ကြိုးတွေမှာတစ်ခါတလေကြရင်ဒီလိုမျိုးအဆန်လေးမရှိတဲ့ဟာမျိုး brake ကြိုးမျိုးတွေလည်းရှိနေတတ်ပါတယ်အဲ့ဒီချိန်ကြရင်မိမိဒီခမောက်ကောင်းလေးကိုအဲ့ခေါင်းထဲမှာအရင်ထည့်ပြီးတော့အသုံးပြုရမှာဖြစ်ပါတယ်အဲ့ခမောက်ကောင်းအသုံးပြုတဲ့ဂိုင်းတွေကတော့ကျွန်တော်ခုနသုံးခဲ့တဲ့ဂိုင်းလိုပဲကျွန်တော်တို့ဒီလို brake ဂိုင်းဒီလိုအခွဲလေးတွေရှိတဲ့ဟာမျိုးလေးတွေဟိုသူကဒီခမောက်အသီးလေးနဲ့ထောက်ပြီးတော့သုံးတာဖြစ်ပါတယ်ဒီခမောက်အသီးလေးနဲ့ဒီကြိုးဆန်လေးကိုဒီလိုထောက်ပြီးထည့်ထားတာပါဒါမှဒီ brake ဆွဲလိုက်တဲ့အခါမှာကျွံပြီးဒီကာဘာအသီးအတွင်းကိုကျွံမထွက်တော့အောင်လို့ပါအဲ့ထိပ်အုပ်ဒီမပါဘဲနဲ့မိမိတို့ဒီကြိုးဒီတိုင်းသာထည့်မိမယ်ဆိုရင်ဒီဆွဲထားတဲ့ဟာလေးကအတွင်းကိုကျုံဝင်သွားပြီးတော့ brake တကယ်ဆွဲတဲ့ခါကျရင်ကာဘာကဒီကိုင်းအတွင်းထဲကိုဝင်သွားတတ်ပါတယ်အဲ့ဒါလေးကိုတော့သတိထားပေးပါဟုတ်ကဲ့နောက်ကိုင်းတစ်ခုကတော့ကျွန်တော်တို့ဒီလိုမျိုး brake ကိုင်းမဟုတ်ဘဲနဲ့ဒီလိုအရစ်ပါတဲ့ကိုင်းမျိုးလေးတွေလည်း brake ကိုင်းမျိုးလေးတွေလည်းရှိတတ်ပါတယ်အဲ့လို brake ကိုင်းမျိုးလေးတွေကြတော့ကျွန်တော်တို့ဒီခမောက်သီးလေးပါစရာမလိုတော့ပါဘူးခမောက်သီးလေးကိုထုတ်ပြီးတော့ဒီလိုကာဘာအတွင်းထဲကိုပဲဒီတန်ခမောက်ပါတဲ့အတိုင်းပဲသုံးရင်လည်းရပါတယ်ဒီ brake ကိုင်းကြတော့ခုနလိုခိုင်းတစ်ဖက်တည်းမဟုတ်တော့ဘဲနဲ့ကျွန်တော်တို့ဒီခေါင်းလေးမှာကျွန်တော်တို့ဒီကျိုးလေးကို adjust လုပ်လို့ရမယ်ခေါင်းလေးတစ်ခုပါပါတယ်အဲ့အခွဲလေးတိုင်း brake ဒီလေးကိုဖြုတ်တက်ခြင်းပြုလုပ်ပေးရမှာပါခေါင်းလေးကိုပြန်တက်ပြီးတော့ကြပ်ပေးလိုက်ရင်ဒီ brake ကိုင်းကိုအသုံးပြုတဲ့နည်းလေးဖြစ်ပါတယ်ပြန်ဖြုတ်ရင်လည်းဒီခေါင်းရဲ့ဒီ line လေးကိုတက်အောင်ပြန်ထားပြီးမှဖြုတ်ပေးရမှာပါဒီလေး line ခွဲကြောင်းလေး line တက်မှာဒီကြိုးစံလေးကအပြင်ထွက်မှာပါပြန်တက်ရင်လည်းဒီလိုပါပဲကြိုးကြီးလေးကိုရင်ထည့်ပြီးတော့အခွဲ line လေးတိုင်းပြန်ထည့်ပေးမှဒီ brake ကတက်လို့အဆင်ပြေပါပါဟုတ်ကဲ့အဲ့ဆိုရင်တော့ကျွန်တော်တို့ဒီ brake ကြိုးအတွင်းပိုင်းရှေ့ကျော်ခြင်းအပိုင်းပြီးစီပါပြီကျွန်တော်တို့ဘိန်းထဲမှာပြန်လဲတက်ပြပါမယ်ဟုတ်ကဲ့အခုလို brake ကြိုးလေးတွေရှေ့ကျော်ပြီးလို့တွတ်သွားပြီဆိုရင်ကျွန်တော်ရှေ့ brake ကြိုးလေးကိုအရင်တက်ပြပါမယ်အရင်ဆုံးဒီရှေ့ကကောင်းသီးလေးတွေကိုအရင် brake ကြိုးလေးရင်ထည့်လိုက်ပါနောက်ကဒီအောက်မှာရှိတဲ့ brake ကွာ line လေးတွေကိုထည့်ရပါမယ်ဟုတ်ကဲ့အဲ့လိုထည့်တဲ့အချိန်မှာကျွန်တော်တို့ဒီကြိုးထိပ်လေးတွေဖွာမထွက်တော့သတိထားရပါမယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့အများတန်းဒီကြိုးဆန်လေးကိုအပြင်မှာအများတန်းထုတ်ပြီးတော့မှဒီဘိုးတန်လေးရဲ့ဒီအတွင်းပေါက်တွေကိုဝင်အောင်ထည့်ပေးရပါမယ်ဒီဝင်သွားပြီဆိုမှဒီ brake ကအပေါက်တက်တဲ့အပိုင်းလေးတွေကိုပြန်ထည့်ပေးရပါမယ်ကျိုးလေးကိုအသားလေးဆွဲလိုက်ပါ brake ကွာလေးကိုလက်ကလေးနဲ့ညှစ်ပေးလိုက်ပါ10 ကွာလေးနဲ့ဒီ brake ကြိုးစံလေးကိုကြပ်ပေးလိုက်ပါโอเคအဲ့ဒါဆိုရင် shift brake ကြိုးတက်လို့ပြီးပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့နောက် brake ကြိုးတက်ခြင်းအပိုင်းကိုဆက်လက်ပြပေးပါမယ်နောက် brake ကြိုးတက်တော့မယ်ဆိုရင်တော့
မိမိရဲ့ဒီဖရိန်လိုင်းတွေကတစ်ဆင့်ကျိုးဆန်လေးကိုအရင်ဆုံးအပေါက်လေးတွေရအောင်အရင်ထည့်ပေးပါကျိုးသွားတဲ့ line လေးတိုင်းထည့်ပေးလိုက်ပါဒီအောက်ဆုံးထိရောက်ရင်ဒီထက်ကနေခုနကကျိုးသီးလေးထည့်တယ်လို့ခေါင်းသီးလေးကိုအတွင်းဆုံးရောက်ထည့်ပေးပါနောက်ပရိတ်ကျိုးရဲ့ခုနလိုပဲဒီလိုခေါင်းလေးတွေကိုဝင်အောင်ထည့်ပေးလိုက်ပါထည့်လို့ပြီးသွားပြီဆိုရင်ကျိုးစားလေးကိုဆွဲပြီးဖရိတ်ကိုင်းလေးကိုအသာလေးညှစ်ကြည့်လိုက်ပါအဲ့ဒါခုနအရှိရလိုပဲပရိတ်သီးလေးကိုဖြုတ်ပြီးတော့ကျွန်တော်တို့အပြင်မှာပဲပရိတ်သီးအပေါက်လေးတွေဝင်အောင်ထည့်ပေးပါနှာခေါင်းကိုချင်းချင်းတော့ရစ်ထည့်ပေးလိုက်ပါမိမိပရိတ်လူချင်းတော့ရပြီဆိုရင်နှာခေါင်းကိုအသာလေးကျက်ပေးလိုက်ပါဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ဒီပရိတ်ကျိုးတွေကျက်နေတာကိုဆေးကြောဖြုတ်သေးခြင်းအသက်လဲခြင်းအပိုင်းပြီးပါပြီကျေးဇူးတင်ပါတယ်အားလုံး